အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ knowledge sharing by account channel ကနေပြန်လည်ကြိုဆိုပါတယ်ဒီနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာကဂျပန်လိုနိုင်ငံတစ်နိုင်ငံမှာကာစီနိုမရှိဘူးဆိုတာတင်သိပါသလား Las Vegas နဲ့ Macau လိုကာစီနိုစီးတီးတွေကမ္ဘာအနှံ့မှာနာမည်ကြီးနေတဲ့အချိန်မှာဂျပန်ကတော့နှစ်ပေါင်းများစွာကာစီနိုကိုတားမြစ်ထားခဲ့ပါတယ်ဒါပေမဲ့အခုတော့ဂျပန် government ကဒေါ်လာ8ဘီလီယံကျော်တန်တဲ့ကာစီနို resort project ကိုအတည်ပြုလိုက်ပါပြီဒီ project က Asia Casino Industry ကိုပြောင်းလဲနိုင်မလားကာစီနိုဒီလာတွေအတွက်အလုပ်ကိုင်အခွင့်အရေးအသစ်ဖြစ်လာနိုင်မလားဒီဗီဒီယိုမှာအားလုံးကိုအပြည့်အစုံပြောပြပေးသွားပါမယ်ဂျပန်နိုင်ငံမှာ gambling ကိုတင်းကျပ်စွာထိန်းချုပ်ထားပါတယ်ဂျပန် criminal law အရ most forms of gambling ကို illegal လို့သတ်မှတ်ထားပါတယ်ဒါပေမဲ့ exemption တချို့ရှိပါတယ်ဥပမာ horse racing, boat racing, lottery ဒီ activity တွေကို government control နဲ့လုပ်ခွင့်ပေးထားပါတယ်ဂျပန်မှာအရန်ပေါ်ပြလာဖြစ်တဲ့ gaming entertainment တစ်ခုကတော့ပန်ချီကိုဖြစ်ပါတယ်ပန်ချီကိုပါလာတွေဟာဂျပန်မြို့ကြီးတွေမှာအများကြီးရှိပါတယ်ဒါကြောင့်ဂျပန်မှာ gambling ကချာလုံးဝမရှိတာမဟုတ်ပဲ control form အနေနဲ့ရှိနေပါတယ် tourism industry ကိုတိုးတက်စေဖို့ဂျပန် government က casino resort project ကိုစတင်စဉ်းစားလာပါတယ်ဒီအတွက် government က integrated resort implementation act ကိုအတည်ပြုခဲ့ပါတယ်ဒီ law အရ casino တစ်ခုတည်းမဟုတ်ပဲ luxury hotels convention centers shopping malls entertainment venues တို့ပါဝင်တဲ့ integrated resort concept ကိုအတည်ပြုခဲ့ပါတယ်ဂျပန်ရဲ့ပထမဆုံး casino resort project ကို Osaka မှာဆောက်လုပ်မှာဖြစ်ပါတယ် project name က MGM Osaka Integrated Resort ဖြစ်ပါတယ်ဒီ project ကို MGM Resort International နဲ့ Oris Corporation တို့ partnership အနေနဲ့လှုပ်ဆောင်နေတာဖြစ်ပါတယ် investment value ကဒေါ်လာ8ဘီလီယံကျော်တောင်ဖြစ်ပါတယ်ခင်ဗျာ Casino Resort ကို Osaka ရဲ့ Yamashima Island ပေါ်မှာစောက်မှာဖြစ်ပါတယ်ဒီကျွန်းဟာဆိုလို့ရှိရင် artificial ကျွန်းဖြစ်ပြီး future tourism development အတွက်အသုံးပြုနေတဲ့နေရာဖြစ်ပါတယ်ဒီ Casino Resort Project ရဲ့အကျယ်ကဘယ်လောက်တောင်ရှိလဲဆိုရင်49 hectares လောက်ရှိပါတယ်ဒါကဘောလုံးဝင်းကွင်း80စာလောက်နဲ့တူညီတဲ့အရွယ်အစားကြီးဖြစ်ပါတယ် resort ထဲမှာ3 luxury hotels casino gaming floor convention center exhibition halls shopping malls restaurants entertainment theater တို့ပါဝင်မှာဖြစ်ပါတယ် casino gaming floor site တစ်ခုတည်းနဲ့တင်မဲ့ square meter 6000လောက်ရှိနိုင်ပါတယ်ဒါကအေးရှားမှာရှိတဲ့ casino resort တွေထဲမှာအကြီးဆုံး gambling floor တွေကတစ်ခုဖြစ်နိုင်ပါတယ်ဂျပန်အစိုးရက casino ကိုဖွင့်ပေးပေမဲ့ဘူးတွေတော့တင်းကျပ်ထားပါသေးတယ်ဥပမာ casino gaming area က resort total area ရဲ့300ခန့်ထက်မပိုရပါဘူးဂျပန်လူမျိုးတွေအနေနဲ့ casino ကိုဝင်ဆော့မယ်ဆိုလို့ရှိရင်ရန်6000ပေးရမှာလည်းဖြစ်ပါတယ်ဒါအပြင်ဂျပန်လူမျိုးတွေအနေနဲ့ casino ကိုတစ်ပတ်ကို3ကြိမ်ထက်ပိုမဝင်နိုင်အောင်လဲရူးထုတ်ထားပါသေးတယ်ဒီရူးတွေက gambling addiction ကိုရှော့ချဖို့ဒီဇိုင်းလုပ်ထားတာဖြစ်ပါတယ်လက်ရှိ Asia Casino Market ကိုမကာအိုဟာဥဆောင်နေတာဖြစ်ပါတယ်မကာအို Casino Industry ကဘီလီယံဒေါ်လာ revenue generate လုပ်နေပါတယ်ဒါပေမဲ့ဂျပန် Casino Resort ဖွင့်လာရင် Asia Casino Market မှာ competition ပိုများလာနိုင်ပါတယ် tourist အများကြီးဂျပန်ကိုသွားနိုင်ပါတယ် Casino Industry expert တွေကဂျပန် Casino Market ကို future billion dollar market ဖြစ်နိုင်တယ်လို့ခန့်မှန်းထားပါတယ်ဒီ Casino Resort Project ဖွင့်လာရင်အလုပ်အကိုင်ပေါင်း1000ကျော်ရရှိလာမှာလည်းဖြစ်ပါတယ်ဥပမာ Casino Dealer Pit Supervisor Surveillance Officer Resident Staff စတဲ့အလုပ်ကိုင်တွေပေါ်လာမှာဖြစ်ပါတယ် Casino Experience ရှိတဲ့သူတွေအတွက်ဂျပန် Casino Project က future opportunity ဖြစ်လာနိုင်ပါတယ်ဒါပေမဲ့ language skill work permit Japanese regulation တွေကိုတော့လိုက်နာရပါမယ်ဂျပန် Casino Resort Project အောင်မြင်ရင်အနာဂတ်မှာ Casino Resort License အသစ်တွေလည်းထပ်ပေးနိုင်ပါတယ်ဒါကြောင့်ဂျပန် Casino Industry ကလာမဲ့10နှစ်20အတွင်းမှာ Asia Casino Market မှာအရေးပါတဲ့ market တစ်ခုဖြစ်လာနိုင်ပါတယ်ဂျပန် Casino Resort Project က Asia Casino Industry ကိုပြောင်းလဲနိုင်တဲ့ mega project တစ်ခုဖြစ်လာနိုင်ပါတယ်ခင်ဗျာ Casino dealer နဲ့ International Hospitality Industry အတွက်လည်းအလုပ်ကိုင်အခွင့်အရေးသစ်တွေဖန်တီးပေးနိုင်ပါတယ် Casino Industry cruise ship job နဲ့ International Career အကြောင်းတွေကိုသတ်ပြီးသိချင်ရင် Knowledge Sharing by Account Channel ကို Subscribe လုပ်ထားပါခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်